မင်္ဂလာပါဒေါက်တာဝမ်ရဲ့ Warm Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမစီကို counseling လာလုပ်ကြတဲ့ clients တွေမှာတော်တော်များများတွေ့ရတဲ့ခံစားချက်အဲ့ဒါဘာလဲဆိုတော့တနှုံခံစားချက်ပေါ့နော်အဲ့ဒါနဲ့စိတ်ကျန်းမာရေးနဲ့ဘယ်လိုမျိုးလေးပတ်သက်နေရဲဆိုတာကိုကျမပြောပြပေးခြင်းနဲ့အဲ့တော့အဓိကကတော့ကျမတို့လာပေါင်းများစွာနှစ်ပေါင်းများစွာပေါ့နော်ရင်ထဲမှာရှိနေတဲ့ခံစားချက်တွေအဲ့ဒါကဘာလဲဆိုတော့အမှားတစ်ခုခုလုပ်ခဲ့တာပဲဖြစ်ဖြစ်နာကျင်ခံစားခဲ့ရတဲ့ဒီခံစားချက်တွေကိုပဲဖြစ်ဖြစ်ပြန်တွေးနေတယ်ပြန်ခံစားနေတယ်အဲ့လိုမျိုးတွေဖြစ်ပူးကြတယ်ပေါ့နော်အဲ့တော့ဒါကိုမလုပ်ခဲ့လို့ရှိရင်ကောင်းသားပဲ तू ကငါ့ကိုဘာဖြစ်လို့ဒီလိုမျိုးလုပ်ရတာလဲဆိုတဲ့မိခွန်းတွေကိုပြန်မေးတယ်ပြန်မေးပြီးတဲ့အခါမှာဒါကကိုကပြဿနာကိုဖြေရှာနေတာဆိုပြီးတော့ပြောကြတယ်ပေါ့နော်အမှန်တကယ်တော့မဟုတ်ပါဘူးကျမတို့ရဲ့စိတ်ကျန်းမာရေးကိုဘယ်လိုလဲတွင်းနှက်ထဲကိုဆွဲချသွားတယ်အလေးအကျင့်တွေဖြစ်ပါတယ်အဲ့တော့ဒါဟာစိတ်ကျန်းမာရေးကိုဘယ်လိုဒုက္ခပေးနိုင်တယ်လဲပေါ့ဆိုတော့တနှုံခံစားချက်တွေကဘယ်လိုခံစားချက်တွေလဲများလဲဆိုတော့အဆိုးတွေပဲများတယ်အဲ့တော့အဆိုးတွေကိုထပ်တလဲလဲတွေးတယ်အဲ့တော့အုံနောက်ကလည်းဘာတွေကိုပဲထပ်ထုတ်လဲဆိုရင်စိတ်ညစ်တဲ့ခံစားချက်တွေကိုပဲထပ်ပြီးတော့ထုတ်တယ်ထုတ်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့စိတ်ဓာတ်တွေကျလာတယ်အဲ့တော့စိတ်ဓာတ်ကျတဲ့တန်တရားထဲမှာလဲပြီးတဲ့အခါမှာရုံးမထွက်နိုင်ပဲဖြစ်ပြီးတော့ပိတ်မိနေတယ်နောက်တစ်ခုကျတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ပြဿနာကိုကျမတို့ဖြေရှင်းနိုင်စွမ်းကျလာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမေခွန်းတွေပဲကိုပြန်မေးနေတာပေါ့နော်ဘာကြောင့်လဲဘာအတွက်လဲဆိုရင်မေခွန်းတွေပဲပြန်မေးနေတဲ့အခါမှာအတိတ်ကအကြောင်းရင်းထဲမှာပဲလဲနေတယ်အဲ့လဲနေတဲ့အခါမှာရှေ့ဆက်ပြီးတော့ဘာလုပ်ရမလဲဆိုတဲ့အဖြေကိုရှာဖို့အတွက်ကျမတို့မတွေးနိုင်တော့ဘူးမတွေးနိုင်တဲ့အခါမှာအဲ့တော့ပြဿနာကိုဖြေရှင်းနိုင်တဲ့စွမ်းရည်ဟာပျောက်ဆုံးသွားတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့အာယုံကြောစနစ်ကဖိစီးလာတယ်နော်ဖိစီးလာတဲ့အခါမှာနာတာရှည်စိတ်ဖိစီးမှုကိုတွန်းပို့ပေးတာပေါ့အဲ့တော့ခန္ဓာကိုယ်ကြီးကတော့ပစ္စုပန်ကာလမှာရှိနေပြီမဲ့အုံနောက်ကကြတော့အတိတ်ကိုပဲပြန်သွားနေပြီးတဲ့အခါမှာနာကျင်စရာတွေကိုပဲပြန်တွေးတယ်ဒီစိတ်တန်ရာတွေကအခုချက်ချင်းပြန်ကြုံနေရတယ်လို့မျိုးပဲကျမတို့ကခံစားရစီတယ်အဲ့တော့ဘာဖြစ်လာလဲဆိုလို့ရှိရင် stress တွေများလာတာပေါ့စိတ်ဖိစီးမှုတွေတိုးလာတယ်တိုးလာပြီးရင်ကျမတို့စိုးရိမ်ပူပန်မှုတွေတိုးလာတဲ့အနေအထားတွေကိုကျမတို့ဖြစ်လာတယ်အဲ့တော့ကျမတို့ဓာတ်တွေကိုဘယ်လိုမျိုးဖြေရှင်းကြမလဲအဲ့တော့ဖြေရှင်းကြမလဲဆိုတော့အဓိကအတွေးတွေပေါ့နော်အတွေးတွေကငြိမ်နေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့တွေးတယ်ထိုင်နေတယ်ဆိုရင်ပို့ပြီးတွေးတယ်ဒါကြောင့်မို့လို့ဒါကိုတွေးလာခဲ့ပြီဆိုလို့ရှိရင်ကျမတို့အာယုံလွှဲရမယ်ဘလို့အရာတွေနဲ့အာယုံလွှဲမလဲဆိုလို့ရှိရင်လှုပ်ရှားလှုပ်တဲ့အရာတွေနဲ့အာယုံလွှဲကြမယ်အဲ့တော့ဘာလုပ်လဲဆိုလို့ရှိရင်အဓိကကတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးပါသွားအောင်လမ်းလျှောက်တာအကောင်းဆုံးပေါ့နော်လမ်းလျှောက်မယ်တချင်နာထောင်မလားဒါမှမဟုတ်လို့ရှိရင်အိမ်အလုပ်တွေကိုပဲထားလုပ်လိုက်မလားအိမ်တန်ရှင်းရေးကိုထားလုပ်လိုက်မလားဒါမှမဟုတ်ဝါသနာတစ်ခုခုရှိရပါဘာလို့တာလဲစာရေးတဲ့သူလားနော်နောက်တစ်ခုကဗာလဲပကြီးဆွဲတာလားဂီတကိုပဲဝါသနာပါတာလားအဲ့တော့အဲ့ဒီမှာမိနစ်20မိနစ်30လောက်ကိုကျမတို့လှုပ်ရှားလေးနဲ့အာယုံစိုက်လိုက်မယ်အာယုံစိုက်လိုက်တော့ခုနကတော့တွေးနေတဲ့အတွေးတွေကကိုယ်လက်လှုပ်ရှားမှုလှုပ်လိုက်တဲ့အခါမှာဖြတ်တောက်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်ဖြစ်သွားပြီးတဲ့အခါကျအုံနောက်ကဘယ်ကိုပြန်ရောက်လာလဲဆိုရင်လက်ရှိအချိန်ကိုပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့စိတ်ကပြန်တည်ငြိမ်ပြီးတဲ့အခါမှာစိတ်လက်ပေါ်ပါမှုတွေကိုကျမတို့ခံစားရမှာဖြစ်ပါတယ်အဲ့တော့အကယ်လို့များဒီလိုမျိုးအတိတ်ကခံစားချက်တွေဒဏ်ရာဒဏ်ချက်တွေအဲ့ဒီထဲမှာပဲတနှုံခံစားချက်တွေနဲ့လဲပတ်နေတယ်ပေါ့နော်ဒီတန်တရားတွေကရုံးထွက်နိုင်မှုဆိုလို့ရှိရင်เนาะ warm space မှာလာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ပြောသွားတဲ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိစေခဲ့တယ်ဆိုရင် page ကို follow လုပ်ပါအများကိုမျှဝေပါဒေါက်တာဝမ်ရဲ့ warm space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်